Hello အားလုံးပဲမင်္ဂလာပါကျောင်းမြတ်ပညာကျောင်းမြတ်အယူဆကျောင်းမြတ်အတွေ့အကြုံဆိုတာညင်းခုန်ရမယ့်အရာညင်းပွားရမယ့်အရာတော့မဟုတ်ပါဘူးဒါကျွန်တော်တို့ကျောင်းလောကဒါအချင်းချင်းကျောင်းမြတ်ဝါဒနာပါတဲ့လူချင်းကျောင်းမြတ်နာကိုချင်းမြတ်နိုးတဲ့လူတွေအချင်းချင်းကြားမှာမျှဝေတင်တာပြန်ပြီးတောင် sharing အတွေ့အကြုံ sharing လုပ်တဲ့အရာဗျမင်းပြောတာမားတယ်ငါပြောတာမားတယ်ပြောမယ့်အရာမဟုတ်ပါဘူးကျွန်တော်ကလည်းဘသူ့ကိုမှမားတယ်လို့မဆိုလိုခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့မှန်တယ်ဆိုတာတော့တက်တည်ပြရမှာကျွန်တော်တို့ရဲ့အလုပ်ဖြစ်ပါတယ်အဲကြတော့ကျွန်တော်ကတော့အမြဲတမ်းပြောချင်နေတဲ့စကားရှိနေတာပါပဲလေ။အဲ့တော့ဒီနေ့လည်းကျွန်တော်ကပြောချင်နေတဲ့စကားတစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ Purple Spire ဗျာနော်။ Purple Spire လို့ပြောရင်အားလုံးကကျွန်တော်တို့ကြောက်လောကမှာတော့ရှေ့လူကြီးတွေခေါ်ခဲ့တဲ့နာမည်အိန္ဒနီလာ။ကျွန်တော်တို့တော့အိန္ဒနီလာပေါ့။အိန္ဒနီလာကိုအမြန်ခေါ်တော့အိန္ဒနီလာလို့ခေါ်ပါတယ်။အိန္ဒနီလာကို left တွေမှာတွားစင် Purple Spire ပေးတယ်။သူရဲ့ color grading ပေါ်မူတည်ပြီးမှတချို့လဲအမျိုးမျိုးပေါ့လေဘလိုပဲဖြစ်တာဒီ Purple Spire ပါပဲနော်ဒီနေရာမှာကြောက်ကုန်တယ်တယောက်သိရမယ် Purple Spire မှာကနှမျိုးရှိနေပြန်ရောဒါလည်းအများကလက်ခံခြင်းမှလက်ခံမယ်ကြောက်လောကမှာတကယ်ပဲလက်တွေ့ဖြတ်တန်းနေတဲ့လူတွေကတော့လက်ခံတယ်ဗျဒါမဲ့ကြောက်မြတ်ဗေဒပညာကိုအနည်းအကျင့်တင်ထားတဲ့လူတွေတော့ဒါကိုလက်ခံနိုင်မှာမဟုတ်လက်ခံကံမခံကံကျွန်တော်ကတော့ဒါကပြန်ပြီးမျှဝေရမယ်အလုပ်ဆိုတော့ကျွန်တော်မျှဝေစရာလေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အိန္ဒနီလာမှာတဲ့နီလာကဖြစ်တဲ့ Purple Spire နဲ့ဗရမ ्या ကဖြစ်တဲ့ Purple Spire ဆိုပြီးနှမျိုးရှိပါတယ်ဒါကမဟုတ်မှဆိုရင်တော့ထွက်ရှိရာ data ထွက်ရှိရာကိုယ့်ရက်ကစမတူကွဲပြားတဲ့အထင်ရှားရှိပါတယ်ဒါမတူဘူးဗရမ ्या ကဖြစ်တဲ့အိန္ဒနီလာနဲ့နီလာကဖြစ်တဲ့အိန္ဒနီလာတကယ်နှမျိုးရှိပါတယ်နော်အဲကျတော့ဒီနှမျိုးကတဲ့ကြောက်ရည်ကြောက်သားမတူပါဘူးကြောက်ရည်ကြောက်သားမတူဘူးပြီးဆိုရင်ဘာတွေမတူသေးရလဲဆိုတော့ဈေးမတူအလားပါမတူဒါကြောင့်မို့မတူဘူးလို့ကျွန်တော်ကဆိုလိုတာဒါပေမဲ့ဒါတချို့တော့ပြောရင်တော့လက်ခံမှာမဟုတ်ဘူးဒါဒီ Purple Spire ပဲ Purple Spire ပဲလို့ပြောကြမှာဗရမ ्या ဖြစ်တာတဲ့နီလာဖြစ်တာတွေသူတို့မှမရှိဘူးသူတို့ကအားလုံးကို Spire လို့ပဲထင်နေကြတယ်မဟုတ်ပါဘူးကွဲပြားပါတယ် Spire နဲ့ Ruby ပေါ့ဗရမ ्या နဲ့တော်တော်ကွာပါတယ်ကြောက်ရည်ကြောက်သားကခင်ဗျားတို့ကော်ရန်အုပ်စုချင်းပဲဘလောက်ပဲတူတယ်ပြောဒါအတူတူပဲသူတို့က family တူတယ် type တူတယ်ဘာလောက်ပဲပြောကြောက်ရည်ကြောက်တာမတူဘူးနီလာကိုဖြစ်စေရတဲ့အကြောင်းရင်းတွေဗရမ ्या ကိုဖြစ်စေရတဲ့အကြောင်းရင်းတွေဘလောက်ပဲတူတယ်ပြောအုပ်စုတွေဘလောက်တူတယ်ပြောမတူတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကြောက်တာနီလာတွေရဲ့ကြောက်တာနဲ့ဗရမ ्या တွေရဲ့ကြောက်တာလုံးဝမတူဘူးနောက်ဆုံးမှာ Pink Spire လို့ပြောတဲ့ Pink Spire ဖြစ်နေပါသေးPink Spire တပွင့်ရဲ့ကြောက်သားနဲ့ဟိုဘက်ကဥပမာ light blue လောက်ဖြစ်တဲ့နီလာတပွင့်နေနဲ့မတူဘူးကြောက်သားမှာပါဝင်နေတဲ့ဂေါ်စီတို့အစီတို့အစီဖြစ်တွေမတူဘူးနီလာမှာပါနီလာတို့အုတ်တပြားတို့နီလာဝါတို့နီလာဇိန်းတို့မှာပါတဲ့အစီတွေအစီဖြစ်တွေအစီတန်းတွေက Pink Spire မှာမတူဘူး Pink Spire ကတီးတန်းဖြစ်တယ်မူ family ကိုကသူက Ruby family ဗရမ ्या ရဲ့အုပ်စုဖြစ်တဲ့အတွက်ကြောင့်မို့ကြောက်သားကွာတယ်ကြောက်သားမှာပါတဲ့ inclusion တွေကွာတယ်အတင်းကြီးဇွတ်ပြီးအတူတူပဲတွန်းထက်နေပါစေကျွန်တော်ကြောက်ကုန်တွေမှာမတူဘူးဗရမ ्या ကကြောက်ရည်ခြူသွားရင်ဒါက Pink Spire လို့ပြောရင်ကျွန်တော်ကဘာလို့လက်မခံလဲဆိုမတူလို့လေဗျာအုပ်စုမတူလို့ဗျာအဲကျတော့ကျွန်တော်ကဒါကြီးကိုအကျေတဝင့်ပြောရရင်ဟိုအစကနေလွန်ခဲ့တဲ့နှစ်တန်း50 60နှစ်ပေါင်းတန်း50ကျော်60ကျော်ကကြောက်လွာချက်ကြီးနှစ်ခုတိုက်မိရာကနေစပြီးမှအစပြောရမှာဗျာနော်အဲကျတော့အဲ့ဒါတွေထားပါတော့အဲကျတော့ခုနကိစ္စလေးကအင်ဒနီလာမှာဗရမ ्या ကဖြစ်တဲ့အင်ဒနီလာနဲ့Purple Spire နဲ့နီလာကဖြစ်တဲ့ Purple Spire ဆိုပြီးနှမျိုးရှိပါတယ်ဒါကြောက်ကုန်တဲ့လောကမှာအဲကျတော့သူတို့နှစ်ခုမတူရတဲ့အကြောင်းကခုနကပြောတယ်ဗရမ ्या ကိုအခြေခံပြီးဖြစ်တဲ့ Purple Spire ကနီလာကိုဖြစ်တဲ့နီလာမို့အခြေခံပြီးဖြစ်တဲ့ Purple Spire အလားတရားကိုဈေးရောမတူဘူးဘာလို့လဲဆိုတော့နီလာမှာကမဲစီကြောင်စီတဲ့တတိတွေရှိတယ်ဗျနီလာမှာလေရှိတယ်မဲတာဘာကြောင့်မဲလဲသိပါတယ်နီလာရဲ့ဖြစ်တည်ပုံက chemical တွေကလွယ်ကူစွာရောထွေးလို့ရတယ်နီလာစိမ့်လည်းဖြစ်သွားနိုင်တယ်နီလာကြီးခရမ်းလည်းတန်းသွားနိုင်တယ်နီလာကကြောင်လည်းကြောင်သွားနိုင်တယ်ကြောက်ရည်နီလာကြီးမဲလည်းမဲသွားနိုင်တယ်ဗရမ ्या ရဲ့ဖြစ်တည်ပုံကအဲ့လိုမဟုတ်ဘူးဒါကြီးကိုကျွန်တော်ကတည်တဲ့ပြန်ပြီးမနေ့ကကြာရင်ပြန်ရှင်းပြပါဦးမယ်ဗရမ ्या ဘယ်လိုဖြစ်တည်တယ်တခန်းတနာဘယ်လိုဖြစ်ပြီးမှနီလာကြီးပြောမယ်ဆိုတခန်းတနာဖြစ်တည်တာမဟုတ်ခြေတလုံးအိမ်တိုင်းဖြစ်တည်ရတာမဟုတ်ဘူးမှာဒီကြောင့်ကျွန်တော်မနေ့ကကြာရင်ရှင်းပြပါဦးမယ်ဒီနေ့တော့
အဲ့ဒီနှစ်ခုရှိပါတယ်ဘာလဲဆိုတော့ဗရမ ्या ကိုအခြေခံပြီးဖြစ်တဲ့အင်တနီလာရဲ့နီလာကိုအခြေခံပြီးဖြစ်တဲ့အင်တနီလာနှမျိုးရှိပါတယ်ဒါပေမဲ့ကြောက်လောကမှာကျွန်တော်တို့လက်တွေ့ကြောက်လောကမှာအဲ့ဒီနှမျိုးရှိကြောင်းကိုကြောက်ကုန်နေအားလုံးသိပါတယ်မသိသေးတာကတော့ပတ်ပယ်စပိုင်းရလို့ပဲတစ်မျိုးပဲထင်နေကြတဲ့လူတွေပဲမသိသေးတာဒါကကျွန်တော်ကြောက်ကုန်တဲ့အနေနဲ့ဘုဒ္ဓပြောပြတာပါညှင်းခုန်စရာတော့မဟုတ်ပါဘူးညှင်းခုန်မယ်ဆိုတဲ့ ready ပဲကျွန်တော်အများအားအစင်းနေရှိပါတယ်ကျွန်တော်ဘက်ကခံခိုင်မာမာပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးကို